အောင်မြင်မှုစီသို့ခြေတလှမ်းမင်းဘဝမှာတခါတလေအရာရာကိုလက်လျှော့လိုက်ခြင်းစိတ်တွေဖြစ်ဘူးလားငါဘာလို့ဒီနေရာမှာပဲရက်နေရတာလဲဆိုပြီးကိုရောမေးခွန်းထုတ်ဘူးလားအိမ်မက်တွေကတော့အကြီးကြီးပဲဒါပေမဲ့လက်တွေ့ဘဝရဲ့ဖိအားတွေပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေနဲ့ကိုတန်တရားဝင်စိတ်တွေဟာမင်းကိုရှေ့ဆက်မတိုးရဲအောင်ခြေထောက်တွေကိုတုံနှောင်ထားတတ်ကြတယ်လူတိုင်းမှာကြောက်စိတ်ရှိတာသဘာဝပါပဲဒါပေမဲ့အဲ့ဒီကြောက်စိတ်ကြောင့်ပဲမင်းရဲ့အနာဂတ်ကိုအဆုံးရှုံးခံမှာလားအပြောင်းအလဲဆိုတာကြီးကြီးမားမားစလုပ်ဖို့မလိုပါဘူးဒီနေ့အခုလက်ရှိအချိန်မှာမင်းလုံနိုင်တဲ့တင်းငယ်တဲ့အရာလေးတစ်ခုကနေစယုံပါပဲအောင်မြင်တဲ့သူတွေနဲ့ရှုံးနေတဲ့သူတွေကြားတခုတည်းသောခြားနာချက်ကတော့သူတို့ဟာကြောက်နေပေမဲ့လည်းစတင်လိုက်တာပါပဲမင်းရဲ့အိမ်မက်ကဘာလဲစီးပွားရေးအသစ်တစ်ခုစကျင်တာလားပညာရေးအသစ်တစ်ခုကိုသင်ယူကျင်တာလားဒါမှမဟုတ်ဘဝကိုဒီထက်ပိုကောင်းအောင်နေထိုင်ကျင်တာလားဘာပဲဖြစ်ဖြစ်အခုပဲစတင်လိုက်ပါပထမဆုံးခြေလှမ်းဟာအမြဲတမ်းအခက်ခဲဆုံးပါပဲဒါပေမဲ့အဲ့ဒီခြေလှမ်းကိုလှမ်းပြီးသွားရင်တော့မင်းဘယ်လောက်ထိခရီးပေါက်သွားမလဲဆိုတာမင်းကိုယ်တိုင်အံ့ဩရလိမ့်မယ်မနှက်ဖြန်ဆိုတာဘယ်တော့မှရောက်မလာဘူးမင်းဘဝကိုပြောင်းလဲဖို့အကောင်းဆုံးအချိန်ဟာအခုပါပဲမင်းလုံးနိုင်ပါတယ်